လူဘဝကြီးဟာရခဲ့တဲ့မနုဿတ္တဘောဒုံလဘောဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းဟာလူဘဝရခဲ့တယ်ဆိုတာကိုကြားဖို့နေကြဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်။ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဦးရေကတိုးနေတာများနေတာတိုးနေတာများတော့လူဘဝရခဲ့တယ်ဆိုတာဟုတ်မဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်။ကမ္ဘာလူဦးရေဒီနေ့တန်ပေါင်း9000ကျော်သွားပြီတွက်တဲ့လူတွေကလည်းတွက်တယ်ကဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘယ်လောက်ပဲရှိတယ်တန်ပေါင်း9000ကျော်သွားလို့တန်ပေါင်း1000လောက်ရောက်သွားရင်လူတွေဟာငတ်ကုန်လိမ့်မယ်လို့ဒီလိုတွက်တဲ့လူတွေကလည်းတွက်တယ်တွက်ပြီးတဲ့အခါကျတွက်ရုံနဲ့မကဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ်သာသမီလျှော့ပြီးတော့ယူကြတယ်တစ်ယောက်ပဲယူမယ်နှစ်ယောက်ပဲယူမယ်ဆိုအဲ့ဒီသဘောကဘာကိုပြောနေတာတော့ဆိုကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ထားတာနဲ့မတူဘူးလားဆိုးလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာခြင်းတဲ့လူတောင်မှမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်မနေဘူးလားဖြစ်နေပါတယ်ဗျာလာခြင်းတဲ့လူတွေလာပါစေလူဘဝဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာကဟောတယ်လူဘဝဆိုတာအလွန်ရခဲ့တယ်ဆိုတာမှန်တယ်ဘလောက်ပဲလူကြီးတိုးတိရစ္ဆာန်ဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရတော့အောင်မကွာခြားဘူးလားကွာခြားပါတယ်ခင်ဗျာကွာခြားတယ်ကိုယ့်အိမ်မှာရှိတဲ့တိရစ္ဆာန်ကလေးတွေနဲ့ဆိုပါစို့ကောင်းသေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်းတွင်းမှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်းမှာရှိတဲ့ပွဲစိတ်အကောင်ဥယျာဉ်ဒီဒါတွင်းနဲ့ပြောတာနော်မှန်ပါပါဗျာကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပေဘူးလားများပါဗျာအေးပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတယ်ဆိုတာခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာတာဒါကြောင့်မို့လို့စတ္တရောအပါယတကဂေဟတရိတာတဲ့ရှေ့ကစကားလုံးလေးတစ်ခုထည့်တယ်ပမတ္တသသနာမစတ္တရောအပါယတကဂေဟတရိတာကုသိုလ်ကောင်းမှုမှာမိမိလျော်လျော်နေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးပုံဟာကိုယ်အိမ်နဲ့အလားတန်တူတယ်ကိုယ်အိမ်ဆိုတာဘယ်နေရာပဲသွားလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမဟုတ်လားမှန်ပါပါဗျာအေးမြတ်စွာဘုရားကထို့သုတ်တန်တွေမှာဟောထားတဲ့ထဲမှာလည်းပဲရှိတယ်လူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်လဲပါတယ်တဲ့လူဘဝကတည်ပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုဂ္ဂိုလ်လည်းအမတန်လဲပါတယ်တဲ့များတာကတော့လူဘဝကတည်ပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့ကဲအပယ်လေးပုံဆိုတာတန်ပေါင်း1000ကျော်ရှိတဲ့လူတွေတတ်လွတ်စားတဲ့လူတွေအသာထားတနေ့တန်ပေါင်းမြောက်များစွာတတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့လားမှန်ပါအဲ့တော့တိရစ္ဆာန်ဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တိရစ္ဆာန်အမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လယ်တွေကရေတတ္တဝါပဲကြည့်လိုက်အောင်အများကြီးတိရစ္ဆာန်တွေဆိုလူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တစ်ခုတည်းပါတယ်9ပြူးမွေးတာရှိ9ဘွားဒါအများဆုံးပဲဖြစ်မယ်နော်လူတွေမြင်ကြတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကဘူးထိတဲ့ပို့တယ်ငါးတွေဆိုကြည့်လိုက်ပဲဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပေါင်းအမြောက်များစွာအဲ့တော့ဒါတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်ပဲဆိုရင်မနုဿတ္တဘဝဒုံလဘောဆိုတာမဟုတ်ပေဘူးလားမှန်ပါဟုတ်ပါတယ်နော်1000မှတယောက်လူဖြစ်ဖို့ခဲရင်ပါတယ်1000မှတယောက်လူဖြစ်ဖို့ခဲရင်တယ်တ
ဒီလောက်ခရင်နဲ့လူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်ကောင်းပါမလာရဘူးဆိုပြီးတော့တားနေကြတယ်အဲ့ဒါလို့အတားခံရတဲ့ပုဂ္ဂိုလ်တွေကလည်းအတိတ်ဘဝကပါဏာတိပါဒကံကြီးထွားတဲ့ပုဂ္ဂိုလ်တွေပါဏာတိပါဒကံလုပ်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့မှန်ပါပါလူဘဝလာခြင်းလို့ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလိုက်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲ abortion လုပ်တယ်လို့ခေါ်ဥပဒေနဲ့ခွင့်ပြုထား abortion လုပ်တယ်ဆိုလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လုပ်ရက်တစ်ခုကတော့မှားရွက်နေပေါ့ကဲဘုန်းကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခရင်နေဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းကဒေါက်တာဝါပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ်ဗုဒ္ဓမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ်အဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှာရေးထားတာလူဘဝဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်ဗမာမာတွေပြောကြတယ်ဗြဟ္မပြေကအတ္တစင်းလူပြေကအတ္တစင်းလူပြေကအတ္တစင်းထောင်ထားဗြဟ္မပြေကအတ္တစင်းချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းထိလိုက်မဲ့လူပြေရောက်ဖို့ရအမတန်ခဲရင်တယ်လို့ခဲရင်တာတခုပြောပြခဲရင်တယ်ဆိုတာဖြစ်ကိုမဖြစ်နိုင်ဘူးလို့ဆိုနော်မြတ်စွာဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပယ်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်တဲ့အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကမ်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျက်စားတယ်အနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်အနှစ်တရာလုံးလုံးပင်လယ်ရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့ပင်လယ်ရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လှဲ့ကျက်စားပြီးတော့နေတဲ့လိတ်ကြီးအဲ့ဒီလိတ်ကြီးကမျက်စိနှစ်ကွင်းအလင်းမရလို့ကန်းနေတဲ့လိတ်မို့လိတ်ကန်းတဲ့ဟုတ်ကဲ့အဲ့ဒီပင်လယ်ပြင်ထဲမှာထံဘူရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ်အဲ့ဒီပင်လယ်ဆိုတာကအမြဲတမ်းလှုပ်ရှားနေတာငြိမ့်နေတာမဟုတ်ဘူးမရယာလူတွေတော့ပင်လယ်မြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်မြင်ဘူးပါဗျာဟိုးရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လယ်မြင်ဘူးတယ်ပင်လယ်ဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာအဲ့ဒီထံဘူရုံကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံဘူရုံကြီးကအပေါက်တစ်ပေါက်ထဲပါတယ်လိတ်ကမ်းကြီးကလည်းသွားချင်ရသွားအနှစ်တရာကြာတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်တဲ့အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောချင်ရမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထပုံးရုံးကြီးရဲ့အပေါက်နဲ့သွားစွတ်မိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဖြစ်နိုင်ဘူးအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပယ်လေးပုံရောက်သွားတဲ့တတ္တဝါတယောက်လူပြေပြန်ရောက်ဖို့ဆိုတာခဲနေဘာကြောင့်လို့ဆိုစဉ်းစားကြည့်ပေါ့ကိုမျက်စိအောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနိစ္စဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေကလေးတွေကြည့်ပေါ့နေ့စဉ်နဲ့အမျှသူတို့ဘာတွေတွေးနေကြလဲဘာတွေလုပ်နေကြလဲကြည့်နော်အစာဝရင်အိတ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင့်မယ်ကြိုက်မယ်ရန်ဖြစ်မယ်ဟုတ်ကဲ့လားအစာဝရင်အိတ်မယ်ဒါပဲမဟုတ်လားပရိစိတ်တဲ့အချိန်ရှိရလားမရှိပါဘူးဘုရားရှိခိုးတဲ့အချိန်ရှိရလားမရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တကောင်နဲ့တကောင်မျှစားကြတာမဟုတ်ကိုယ်ပါးစပ်ထဲရောက်လာတာမလားနဲ့ကြောင်လေးတွေဆို
အစာလေးတစ်ခုကြွက်ကလေးတစ်ကောင်ပါစက်ထဲရောက်လာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လာရင်တိုက်ခိုက်မှာပဲသူကဟုတ်ကဲ့အဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ရှယ်ယာမလုပ်နိုင်မဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိတ်နေတာကဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံနေတာကဒေါသကြံတဲ့အချိန်တွေမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒါတွေပဲလွှမ်းနေတာပဲသူတို့စိတ်မှာကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှသူတို့မှအလွန်ရှားတယ်နော်ဒါတရိစ္ဆာန်ပုံကိုမြင်ရတဲ့တရိစ္ဆာန်ဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုတာအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခာရိကဒုဗ္ဗလခာရိကဘောဓုဒအနေနဲ့ Discovery Channel မှာရှိတဲ့ Safari ဆိုတဲ့အာဖရိကတောရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရစရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိစ္ဆာန်ဘဝကိုစကားလုံးလေးနှလုံးနဲ့ဟောထားအညမညခာရိကတဲ့တကောင်းတကောင်းတတ်စားတဲ့ဘဝဒုဗ္ဗလခာရိကအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတာတကယ်ဟုတ်တာတကယ်ဟုတ်တယ်အဲ့ဒါလို့တတ္တဝါတွေဟာတကောင်းတကောင်းတတ်စားတဲ့အားရှိတဲ့ကောင်ကအားနည်းတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့တတ်စားတယ်ကြီးတရိစ္ဆာန်လေးတွေဆိုလို့ရှိရင်သမင်လေးတွေကျွဲလေးတွေကြားပါစက်ရှင်စိတ်ပါစက်မှာသူတို့အသက်ပြောက်သွားတယ်ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်ကြက်တီဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကြက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်တယ်ကဲသူတို့ဘဝစဉ်းစားကြည့်စမ်းအဲ့တော့ဒါတရိစ္ဆာန်ဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တော်ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တရိစ္ဆာန်တွေကအဲ့ဒါလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်စိတ်ဆင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်သေတော့ဒီစိတ်နဲ့သေရမှာဆိုပြန်လာလို့ရပါ့မလားအေးရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့သေရင်ပြိတ္တာဖြစ်တယ်ဒါလူတွေကိုပြောတာနော်လောဘလွှမ်းနေတဲ့အချိန်သေလို့ရှိရင်ပြိတ္တာဖြစ်တယ်တဲ့ဒေါသလွှမ်းမိုးနေတဲ့အချိန်သေလို့ရှိရင်ငရဲချတယ်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အချိန်သေလိုက်လို့ရှိရင်တိရစ္ဆာန်ဖြစ်တယ်ဒါရေပုံရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသေလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်ပေါ့နော်အေးလူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတိရစ္ဆာန်ဘဝတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝကဆင်းရဲဒုက္ခတွေအများကြီးသက်သာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်လူဘဝသည်မနုဿတ္တဘာဝတုံလဘောအလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ့်ဘဝလေးကိုတန်ဖိုးထပ်တတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မယ်ဒေါသနဲ့အချိန်ကုန်မယ်ဘာမှလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့เสียအာယုန်နဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်မယ်ဆိုလို့ရှိရင်ခொနကတရိစ္ဆာန်ဘဝနဲ့ဘာမှသိပ်ပြီးကြွားချမှာမဟုတ်တော့ဘူးเนาะဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ချိုးနတ်ပါစေတဲ့လူဘဝလူဖြစ်ချိုးနတ်ဖို့မတန်မှအရေးကြီးကဲလူဘဝရလာတယ်ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်အိန္ဒကလို့အမည်ရတဲ့ဘလူးကြီးတစ်ကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆ
Tatawa Sora Belu Pilla the Le, Lusera Belu Pilla the Le Sora, a Usatiaku. Yes, of Yaga. Tawara Kaimere, Winning Counsellor Mashibu. A Deboaga. Sudi say Chatwara net of Jaine. Can Jaumolo. Breather say Pola. Breather say Pola, Peter Nama, Yodi Nandi. A Duduwa Chilla, a chicken yone, a chicken lango, Jambu Biro, the Shivi, two Pola, they look. Yes, of Yaga, Eddie Totama. Pataman Kalala Hoti. Kalala Hoti Abudans. Alon Javure, Kalala Yeji, Mikin one, no? Taludari ye Shibuya Piora, Mikin Wanga, Moipala, Ludari, Pawa Asa, Tiboa Asa, Kalala Yeji Madri Dila. Ero Kalala Yeji Sura, Panetti South Hara, Piome solution. Hala Span look, Uban look, Kore. Viva Nabaye to twin Pausa Tware Kaja. Erandia, Kalala Yeji. Louis Teri Dia. So I wrote music later cool solution, Yena Yena Pausa Terre Boma Pauluya. Eh, but what on the Yamale Chendini Jared Dadwari, Lupito solution, Eddie Spans or I, Ovans Raya, Nakupala. Cookie Tapanaro, Medical Science Cap, Lubio solution. Span Lusore Haria, Turado, Tashi Tatwa Bones and New Purable. Pibiro, when you're at Namom Yaza, Eddie Tega, the Gona Gome, Dessin, a little bit. The Turado, all of Europe, no? Packing yet, to Polidia. The Diame chain through a Louis Eddie Tema, P. when you're. Pero Buram Yasa did the Narrow at the Lumohofu. Viva ye Spane Oban Naku, Tuetuaralia, ye the Wally Pella. Eri Poma, a Deboaga, Sudi se Chala look, Campichare, Cantaba look horribly. 3 Eurome Bogosona, Pea Bogone, Losoi, who was a suti say Jada Bogo. The Boa Masuti Seja. Babylon say, Saka dream at Namomias or the Tadwari Taylor. Everybody Uma Duron solution, going and move out the Charlie the Lue. They needed Tadwari, Shipuya, sending each other, no? They light on it and a dash of Shima. When you say lady in it, Damian La Yilano, Maomine, Yangongani be a television winner, Mariagani Pine, Chachenya, Mala, Eddie Bondam, Bevoaga Te La La, Bevoaga Te, can yet son Aja, Kona Biore, Kalala Sure, Tema, La Vida Tri Kaja Mave, Kono. Do move to Yala Mave, no? Eri Chini Lia Sare, look to Lupiora. Eri Chini Lia Sare. Eri American Science Solution, Tamomia Soto Buria. Take the Kaume on a Janek on it, Tedore, Soragu, Chibiro, Siawan Diaga, Ponu Shabure, Lugua Yagere, Sora, Dula Camare, Babylon Rose, to a Danidi with Tatualu, Jusabido, through. Sapien use Yabo, that one idea, Ariba, the Tobuli, Mia idea, the Gaume, the Lupilla, or Janari Condidare. Tajamolo do Lua Yagares or do a Lecamare, look at Capio. Todo Eri Kalala Suretema. That was Mia Supio out there, look, the Luros Arema Mabao, no? Todo 3 Kanine and 8 Hamuli Shide. Chile mobile lady a jala. To judge in any Yamajama, the show mobile got Topoja, the show mobile got Take more jam, the show mobile got Tipping more jam, the show mobile got Miju or jam. How? Namomias are the mobile lady, Tilu Jadalue. The Rebuguria let Namomias are she, that one. Can yet son Aja, judging any a jala. Erelu Jala Re Kama Kalala Suria
အောင်မြင်မြင်ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေချီဒုတိယရက်တစ်ပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီငရုတ်သီးကိုထောင်းပြီးအရေးဖြောအဲ့ဒီအရေးဖြောပြီးတော့ဒီလိမ်မန်းလေးပေါ်မှာထားပြီးနေပူလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးဖတ်ကလေးဖြစ်လာတယ်လို့သားထစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်လာတတိယပတ်ကျအဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလံဟောတိပထမမှာကလလတဲ့ကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သာတိအဖြစ်ပြောင်းလာတယ်အဘုဒ္ဓံဇာယတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံးခဲလေးဖြစ်လာတယ်ဒါလူဘဝမှာဒီလိုစတာအမတမရခဲ့တဲ့လူဘဝတစ်ခုဟာအောင်မြင်မြင်မိဘဝမ်းကထွက်ဖို့ဆိုတာကိုတော်တော်ခဲရင်တယ်နော်အဲ့ဒါလို့ကဏလို့ဆိုတဲ့အတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတတ၄ဘတ်ဖြစ်သွားပြီအဲ့ဒီခဏကနေပြီးဘာဖြစ်လာတော့ဆိုဘူးလေး၅ခုထွက်လာအဲ့ဒါကိုခဏပတ္တခါအဖုလေး၅ခုတစ်ဖူးကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖူးကလက်ကျန်တဲ့နှစ်ဖူးကခြေထောက်နှစ်ဖက်ပေါ့အားလုံးဘူးလေး၅ခုအရင်ထွက်လာတယ်အဲ့ဒီနောက်မှာလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ကလလဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိသလဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အသိဉာဏ်ထက်မြက်တဲ့လူသားတစ်ယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿစိတ်ဒါအဘိဓမ္မာသင်မှုတဲ့လူတော့အဲ့ဒီလိုပြောရင်နားလဲတယ်ပထမမဟာဝိပဿစိတ်သောမနတညာဏတံပယုပထမမဟာဝိပဿစိတ်အသင်္ခါရိကပထမမဟာဝိပဿစိတ်ဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အသိဉာဏ်ဆိုတဲ့ဒီစဉ်းစားဉာဏ်လေးအခြေခံလေးပါတယ်ထက်မြက်မှုဆိုတဲ့အနေအထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့ဘာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတာမြတ်စွာဘုရားနော်အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခုနကလလလို့ဆိုတဲ့နေရာမှာဘာလာပေါ်လာလဲဆိုရင်ခုနပြောတဲ့တတိ၃မျိုးစွမ်းရည်၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ဝမ်းသာတဲ့အနေအထားရှိတဲ့ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ထက်မြက်မှုလေးပါတယ်အဲ့ဒီ၃ခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တပြိုင်နက်ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေတည်းပါလာတယ်တဲ့တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာဘူးနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီတရေစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ရုပ်တရားလေးကခုနကကလလရေကြီးလို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာတော့ဆိုလို့ရှိရင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ရုပ်မျိုးစိတ်ပါလာတယ်ဟရိယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေအထားမျိုးဟရိယယုတ်ဖြစ်ပေါ်ဖို့ရာအနေအထားတစ်ခုပါလာတယ်နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရာအတွက်မျိုးစိတ်လေးတွေပါလာတယ်အားလုံးပေါင်းလိုက်တဲ့အခါကျရုပ်၃မျိုးကလပ်အားဖြင့်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုအတိတ်ကကံကထုတ်လုပ်တာအဲ့ဒီရုပ်၃မျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးရုပ်တစ်ခုတစ်ခုဟာ10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာ
လူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခုဘာနဲ့အလားတရံတူတော့ဆိုလို့ရှိရင်မျိုးစေ့လေးတစ်ခုကြည့်ပေါ့ဟုတ်ကလားမျိုးစေ့လေးတစ်ခုကြည့်တရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်ပဲစီထဲမှာခွဲကြည့်ရင်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲဟုတ်ကဲ့သို့တော့အဲ့ဒီထဲမှာတတ္တိလေးတွေရှိတယ်ဘာတတ္တိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်းထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ကြည့်လိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်းလေးတက်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒါလိုပဲကလလရေကြီးထဲမှာခုနသတိစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေဆိုဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ယုတ်30ကတတ္တိအနေနဲ့ဒီမှာပါလာမျိုးစေ့ထဲမှာတတ္တိလေးတွေရှိလာတယ်လို့လူဘဝမျိုးစေ့လေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလရေကြီးဆိုတာအဲ့ဒါပြောတာမိခင်ဝမ်းနဲ့မှာနော်မိဘရဲ့တုတ်သွေးပေါ်မှာအမိပြုတ်ပြီးတော့ဒီသဘောတရားလေးတီးလာတယ်အဲ့ဒီသဘောတရားလေးကဘာဖြစ်တုံးဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးဆိုတာတကယ်အဆက်အပေါက်ကလေးကျမ်းဂန်ထဲမှာဆိုဘယ်လောက်ထိအောင်ပြောတော့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျိန်100လောက်ခါလို့အဲ့ဒီအဖျားလေးမှာတီးပြီးတော့ကြံတဲ့စီပေါင်းလောင်းလို့အဲ့လိုတောင်ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂတိမျက်စိနဲ့မမြင်ရဘူးပဂတိမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုး microscopic လို့ပြောတယ်အဲ့ဒီဟာကမိုက်ခရိုစကုပ်ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြည့်မှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်အဲ့ဒီကနေလူဘဝစလိုက်တာနော်တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတယ်အမြုပ်ကနေပြီးတော့သားတိတ်လေးလူဖြစ်လာတယ်အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတယ်ခက်မ9ပြာပေါက်လာတယ်ပြီးတဲ့အခါကျတော့လူခန္ဓာကိုယ်ပြီးသားသားလေးပေါ်လာတယ်တဲ့ပထမရှိပိုင်းကိုတော့ embryology လို့ခေါ်တယ် embryo လို့ခေါ်တယ် embryology မှာပါတဲ့ embryo တရေသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံတရံလေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်ဟောဒီလိုလူဘဝဟာဒီလိုခဲခဲရင်းရင်းနဲ့နောက်ဆုံးကြတော့6 လလွယ်10 လဖွာ6 လ10 လသို့မဟုတ်8 လရောက်လာတဲ့အခါကျတော့လူဘဝကိုရောက်လာကြတယ်ပေါ့ဟုတ်ကဲ့အဲ့ဒီလိုရောက်လာတဲ့လူဘဝသည်ဖြစ်စဉ်ကိုကြည့်အောင်ပဲမနုဿတ္တဘောင်ကိုတုံလဘောမဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တာမဟုတ်ဘူးဒီကြားထဲမှာသေသွားနိုင်သေးတယ်သေသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ကလလရေကြီးအဆင့်သားမှာရင်သေသွားတဲ့တ attva တွေအများကြီးရှိဟောတာတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှာလည်းသေသွားနိုင်သေးတယ်နော်တတ်တူတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီအဆင့်မှာသေတဲ့တ attva တွေအများကြီးပဲအဲ့တော့ဘုန်းကြီးတို့တွေဟာလူဖြစ်လာတယ်ဆိုအဆင့်ပေါင်းများစွာအခက်ခဲများစွာကြော်လွှားပြီးတော့လူဘဝရောက်လာကြပြီ